တင်းနေပြောက်လို့ကျွန်တော်တို့ဆေးတွေဘယ်လောက်လဲလိမ့် sunscreen မပါရင်အလကားပဲတင်းနေပြောက်လို့ဆိုပြီးတော့ကျွန်တော်တို့ဒီ skin care တွေလုပ်ကြတယ်ဆေးတွေမျိုးစုံဝယ်လိမ့်ကြတယ်ပေါ့နော်ဈေးကြီးတဲ့ဆေးတွေဘယ်လောက်ပဲလိမ့်ကျွန်တော်တို့ sunscreen မပါရင်เนาะတင်းရဲ့တင်းနေကုသမှုကအလကားပဲပေါ့နော်အဲ့တော့တင်းနေဆိုတာကုသအခက်တဲ့ပြဿနာဆိုတာလူတော်တော်များများသိပြီးသားဖြစ်မှာပါဒါပေမဲ့ဒီတင်းနေကုသတဲ့နေရာမှာကျွန်တော်တို့မအောင်မြင်တဲ့အဓိကအကြောင်းရင်းကတော့ sunscreen ကိုစနစ်တကျအသုံးမပြုလို့ပဲဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တင်းနေကုသမှာ sunscreen ကဘာကြောင့်အရေးကြီးတာလဲ sunscreen ရဲ့ဒီအရေးပါပုံနဲ့ဘယ်လို sunscreen မျိုးရွေးချယ်အသုံးပြုရမလဲဆိုတာကျွန်တော်ပြပြပေးပါမလို့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါတင်းနေဆိုတာကျွန်တော်တို့ရေပြောင်းမှာရှိတဲ့ melanin လို့ခေါ်တဲ့ရောင်ခြည်ဆဲတွေစုပုံလာနေပြီးတော့ဖြစ်လာတာဖြစ်တဲ့ဒီရောင်ခြည်ဆဲတွေကိုပုံမှန်တဲ့ပုံကြီးထွက်လာအောင်လှုံ့ဆော်ပေးတဲ့အဓိကတရားခံကတော့နေရောင်ခြည်တွေမှာပါတဲ့ UV rays ခင်းလွန်ရောင်ခြည်တွေပါပဲဒီခင်းလွန်ရောင်ခြည်တွေကကျွန်တော်ဒီ melanin ဓာတ်တွေကိုဒီပုံမှန်တဲ့ပုံပြီးတော့များလာအောင်လှုံ့ဆော်ပြီးတော့ဒီမျက်နှာမှာအမဲဆက်တွေတင်းတိတ်တွေဖြစ်လာစေတာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်ဒီ sunscreen ဟာဘာကြောင့်ဒီတင်းနေရောဂါမှာအရေးပါလဲဆိုတော့အဓိကကတော့ကျွန်တော်ဒီ sunscreen ဟာဒီနေရောင်ခြည်ထဲမှာလာတဲ့ဒီခင်းလွန်ရောင်ခြည်တွေကိုကာကွယ်ပေးတာပါအဲ့တော့ကျွန်တော်ဒီတင်းနေဆေးကဒီရေပြောင်းမှာရှိတဲ့ဒီ melanin ဓာတ်တွေကိုရောကြသွားအောင်လုပ်ပေးတယ်ဒါပေမဲ့နေရောင်ခြည်ထဲမှာပါတဲ့ခင်းလွန်ရောင်ခြည်ကဒီ melanin ဓာတ်ကိုပြန်ပြီးတော့လှုံ့ဆော်ပေးတယ်ပေါ့ဒါကြောင့်ကျွန်တော်ဆေးပဲလိမ့်တဲ့ sunscreen ကိုသေချာမသုံးဘူးဆိုလို့ရှိရင်ဘာနဲ့တူလဲဆိုတော့ရှေ့ရဖြက်နောက်ကပြန်ဖြစ်ဒီလိုမျိုးဖြစ်နေတာပေါ့နော်ဒါကြောင့်မလို့ sunscreen မလိမ့်မဲနေလို့ရှိရင်ဒီ melanin ဓာတ်တွေကမသက်သာတဲ့အပြင်ပုံမှန်နဲ့ပို့ပြီးတော့ထွက်လာကြမလို့ဒီတင်းနေရောဂါကိုပိုဆိုးသွားနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ sunscreen ကဒီတင်းနေကုသရမှာဘယ်လိုရေးပါလဲဆိုတော့အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်နံပါတ်1ကတော့သူကကာဝယ်ပေးတာပါမဲတဲ့ဒီတင်းတိတ်တွေကိုပုံမှန်နဲ့ပို့ပြီးတော့မမဲသွားအောင်ပုံမှန်နဲ့ပို့ပြီးတော့မဆိုးသွားအောင်ကာဝယ်ပေးတာပေါ့နော်ဒါနံပါတ်1ချက်နောက်ဒုတိယချက်ကတော့သူကထိမ့်သိမ်းပေးတာကျွန်တော်ဒီတင်းတိတ်ဆေးကြောင့်သက်သာသွားတဲ့ဒီမှိန်သွားတဲ့ဒီတင်းတိတ်တွေကိုပြန်ပြီးတော့ပုံမဲမလာအောင်သူကထိမ့်သိမ်းပေးတယ်နောက်ဆုံးချက်ကတော့သူကဒီလိမ့်ထားတဲ့ဆေးတွေကိုစေစံထွက်မြတ်စေတာပါအဲ့တော့ဒီနေအောင်က sunscreen လိမ့်ထားမှာဒီတင်းတိတ်ဆေးတွေကအနောက်ရှက်မရှိအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်ဒီတော့ဘယ်လို sunscreen မျိုးကိုရွေးချယ်ရမလဲအဲ့တော့အဓိကကတော့ကျွန်တော်တို့ကဒီ broad spectrum ဖြစ်တဲ့ UVA ရော UVB ရောကာဝယ်ပေးတဲ့ဒီ sunscreen မျိုးကိုရွေးချယ်ရမယ်ပြီးရင် sun protection factor အနည်းဆုံး30ပေါ့နော်အကောင်းဆုံးကတော့50ပါတယ် sunscreen ကိုရွေးချယ်အသုံးပြုရပါမယ်ion oxide ပါတယ်ဒီ physical sunscreen မျိုးရွေးချယ်အသုံးပြုရင်တော့ပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအိမ်ထဲမှာရှိတဲ့အလင်းရောင်တွေဖုန်းတွေကွန်ပျူတာတွေကနေထွက်တဲ့အလင်းရောင်တွေကိုပါကာဝယ်ပေးနိုင်တဲ့ကြောင့်မလို့ ion oxide ပါတဲ့ sunscreen ကတော့မိတ်ဆွေတွေအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ဒီတော့ကျွန်တော်တို့ဒီ sunscreen မပါဘဲနဲ့ဒီတင်းနေကုတယ်ဆိုတာကျွန်တော်တို့ဒီ team မပါဘဲမိုးရေတွေကိုသွားပြီးတော့ရေမြင်မြင်၆ချင်တဲ့လူနဲ့တူတယ်ပေါ့နော်။တကယ်တော့ဒါမဖြစ်နိုင်ဘူးပေါ့နော်။မိုးရေတွေသွားနေမှာတော့ရေဆိုးနေမှာပဲလေ။အဲ့တော့နေဘူးထဲထွက်နေတဲ့ဒီအလင်းရောင်တွေနေရောင်တွေမျက်နှာအထိတွေ့နေဆိုရင်တင်းတိတ်ကထက်ကပိုပြီးတော့ထွက်လာမယ်ပိုဆိုးလာမှာပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော် sunscreen ကိုလိမ့်ပေးရခြင်းဒီလိုမျိုးပြဿနာတွေကိုကာဝယ်ပြီးသားဖြစ်မယ်အဲကြောင့်မိတ်ဆွေကတင်းတိတ်ဖြစ်နေတယ်ဆိုလို့ရှိရင်နေ့စဉ် sunscreen လိမ့်မှုမပြင်းပါနဲ့ sunscreen လိမ့်မယ်ဆိုလို့ရှိရင်စနစ်တကျလိမ့်တဲ့ဖို့လိုပါပါတယ်နောက်ဗီဒီယိုတွေမှာ sunscreen နဲ့ပတ်သက်ပြီးတော့ဘယ်လိုစနစ်ကျလိမ့်ရမလဲဘယ်လို sunscreen မျိုးဟာဒီတင်းတိတ်ရောမှာအသင့်တော်ဆုံးဖြစ်မလဲဆိုတာကျွန်တော်ပြပြပေးမှာဒီကောင်လေးကို follow လုပ်ပေးထားပါခုပြပြပေးတဲ့အကြောင်းအရာမိတ်ဆွေတွေကြွေးရှိရဆိုလို့ရှိရင် comment မှာ good လို့ရေးပေးတော့ပါဒီတင်းတင်းနဲ့ပတ်သက်ပြီး sunscreen နဲ့ပတ်သက်ပြီးမေးလို့ရရှိရဆိုလို့ရှိရင် comment မှာရေးခဲ့လို့ရပါတယ်တခြားမိတ်ဆွေတွေအောင်လည်းဒီဗီဒီယိုလေးကို share ပေးတော့ပါဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ် Oraderm Clinic